Man U အင်ကြီးလိုချင်တယ်ဆိုရင်ဒီအစီအစဉ်မှာပါဝင်လိုက်ပါခင်ဗျာ Kid of Arena အနေနဲ့ဘောလုံးချစ်တဲ့ပရိသတ်တွေအတွက် Man U အင်ကြီးကိုမြစ်တာလက်ဆောင်ပေးမဲ့အစီအစဉ်လေးစတင်လိုက်ပါပြီ$115တန်တဲ့ Man U အင်ကြီးဖြစ်တယ်ဆိုတာကိုလည်းအသိပေးချင်ပါတယ် Man U အင်ကြီးလိုချင်တဲ့သူတွေအနေနဲ့လွယ်လွယ်ကူကူပါဝင်လို့ရမှာဖြစ်ပါတယ်ဘယ်လိုပါဝင်လို့ရမလဲဆိုတာလေးပြောပြပါမယ်2026ခုနှစ် match လ1ရက်တနင်္ဂနွေနေ့မှာကစားမဲ့ Man U နဲ့ Crystal Palace ပွဲနဲ့ Arsenal Chelsea ပွဲတွေရဲ့ပွဲပြီးရလဒ်တွေကို Kick Off Arena Facebook page TikTok channel နဲ့ YouTube channel တွေရဲ့ခက်မှန်းပြိုင်ပွဲအကြောင်းတင်ထားတဲ့ post နဲ့ video တွေအောက်မှာမှန်ကန်အောင်ခက်မှန်းဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်ဖြည့်ဆို့မဲ့သူတွေလိုက်နာရမယ့်စီကံတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်စီကံချက်တွေကတော့နံပါတ်1အနေနဲ့ဖြည့်ဆို့သူတွေအနေနဲ့ Kick Off Arena Facebook page TikTok channel နဲ့ YouTube channel ကို like and follow လုပ်ထားရမှာဖြစ်ပါတယ်စီကံချက်နံပါတ်2ကတော့ Facebook account တစ်ခုဒါမှမဟုတ် TikTok account တစ်ခုဒါမှမဟုတ် Gmail account တစ်ခုဟာတစ်ချိန်ပဲဖြည့်ဆို့ခွင့်ရှိပါတယ်စီကံချက်နံပါတ်3ကတော့ခက်မှန်းဖြည့်ဆိုတာတွေကို2026ခုနှစ် match လ1ရက်မြန်မာစံတော်ချိန်ညနေ9:00နာရီအထိဖြည့်ဆို့ခွင့်ရှိပါတယ်စီကံချက်နံပါတ်4ကတော့ဖြည့်ဆို့တဲ့ comment ကိုလုံးဝ edit လုပ်ခွင့်မရှိပါဘူး edit လုပ်ထားတဲ့ comment တွေကိုထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူးစီကံချက်နံပါတ်5ကတော့ Facebook မှာဖြည့်မယ်ဆိုရင် post ကို share ပေးရမှာဖြစ်တယ်လို့ TikTok နဲ့ YouTube မှာဖြည့်မယ်ဆိုရင်လည်းအစီအစဉ်ကြောင်းတင်ထားတဲ့ video လေးကို share ပေးရမှာဖြစ်ပါတယ်စီကံချက်နံပါတ်6ကတော့အငင်းပွားစရာတွေဖြစ်လာမယ်ဆိုရင် Kick Off Arena ရဲ့အဆုံးဖြတ်ကိုပဲလက်ခံရမှာဖြစ်ပါတယ်တမက်စီကံတွေနဲ့ကိုက်ညီတဲ့အပြေမှန်တဲ့သူကိုပဲ Man U အင်ကြီးပေးအပ်သွားမှာဖြစ်ပါတယ်အပြေမှန်တဲ့သူတယောက်ထပ်ပို့နေရင် Man U အင်ကြီးရမယ့်သူကိုမင်းနိုင်ရွေးချယ်သွားမှာဖြစ်ပါတယ်အပြေမှန်ပြီး Man U အင်ကြီးရတဲ့သူအနေနဲ့ Man U အင်ကြီးမလို့ချင်ဘူးဆိုရင်စုချင်းငွေ3သိန်းပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျာအပတ်စဉ်တိုင်းလည်းအခုလိုအစီအစဉ်တွေထပ်လုပ်ပေးမှာဖြစ်လို့ Kick Off Arena Facebook TikTok Telegram YouTube channel တွေကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ